လက်လိပဲရောင်းရောင်းလက်ကပဲရောင်းရောင်းပေါ့ကျွန်တော်ကက်ရှမောင်မလေးတစ်ပတ်လောက်ပြီးတော့ရောင်းလို့မရဘူးဒီရှိမရဘူးပေါ့ဗျာခဏတစ်ပြုတ်တော့ရရင်ရဆိုင်ဖွင့်လာတာကျွန်တော်ဆိုင်ကပတီလမ်းမှာမန်းလေးလက်ကားတစ်ခုရတယ်အဲ့တော့ price list ပို့ရတဲ့မှာဈေးအများဆုံးဟာကိုယူလိုက်ရကျွန်တော်ခုမှဖွင့်မဲ့ဆိုင်တွေဆိုင်ကပတီကောင်းတာလို့ကျင်နေဆိုပြီးတော့မှားလိုက်တာပြဿနာပါလဲဆိုတော့ workshop သွားတက်တယ် workshop မှာမနိုးကနောက်တစ်လုံးချင်းပြီးနောက်တစ်လုံးလည်းမနိုးအဲ့ကြမှာကျွန်တော် CCA ထောက်ကြည့်တော့ပတီက CCA မတက်ဘူးအဲ့တော့ဝယ်တဲ့ဆိုင်အောင်ပြန်ပြောတာပေါ့ပြန်ပြောချင်ကြတော့အခုတဲ့8000ကျော်ကတော့တဲ့8800အဲ့တော့8800ကျော်တော့တဲ့ကိုယ်မီထုံးဘဲရမှာပေါ့တဲ့ဒီကနေ့ယူရီးယားကောင်းမှာ11000ပဲရှိတာဒီအဲ့ဆိုလည်းငါ့ကိုစောစီစီပြောလေငါဆိုင်ကယ်ပတီသုံးဖို့အတွက်ပြောတတ်တာအဲ့တော့လဲပင်လည်းဒါမျိုးပဲလဲပြီးလို့ရမှာတဲ့ရတယ်လို့လဲမပေးလဲကိစ္စမရှိငါကိုရိုက်ခွက်ပြမှာလို့မလိမ့်တစ်ပတ်ရောင်းတာပေါ့ customer အဲ့တော့မှ customer ဖုန်းတွေပါဆက်တောင်းမှန်ပြီးတော့အခုစင်မြောင်လုပ်ပြီးမယ်ဆိုပြီးတခြားမီးသုံးမကြိုက်တဲ့တတားတို့ဘာလို့နဲ့လဲပြီးလိုက်တယ်အမန်းလေးမှာလက်ကားတစ်ခုရှိသေးတယ်အဲနောက်ချိုသွားရင်းနဲ့ဗာပြည့်လဲဆိုစူပါဖို့တစ်စိမ့်တောင်မှမိတယ်အပြာရောင်လေးသူက class တွေရှိတယ်ဗျအပြာတို့အနီတို့ဝါတို့အပြာရောင်တော့ဈေးမြင့်တော့ကောင်းတယ်ပေါ့နော်အဲ့နဲ့ဟိုမန်းလေးလက်ကားတစ်ခုစီပဲနှမ်းမလိုက်မှာတော့အကိုတဲ့အနီရောင်ပဲရှိမှာတဲ့ဆိုင်ကားတဲ့အပြာရောင်ရောတော့အပြာရောင်ဂိုတော်မှာပဲရှိမှာတဲ့ရတယ်ဆောင်းလိုက်မယ်နောက်နေ့မှတင်ပေးလိုက်ရဆိုမဟုတ်ဘူးကျွန်တော်တခြားပစ္စည်းမှာရင်းနဲ့ဒါတဲ့တခါထည့်ပေးလိုက်မယ်ကောင်းတယ်အေးမကောင်းတဲ့ဟာတွေတော့ထည့်မပေးနဲ့ဒီပြဿနာကြီးဖြစ်ထားပြီးသားဆိုတော့ဒါကိုထည့်ပေးလိုက်တယ်ဒိတ်2နှစ်လောက်ဟားတဲ့ဟာတွေအဲ့လက်ကားဆိုင်ရှယ်ရောက်နေတဲ့ဆိုင်နဲ့ဟိုမလိမ့်တစ်ပတ်ရောင်းတာပြောတာမလိမ့်တစ်ပတ်ရောင်းတဲ့ဆိုင်အဲ့ပြည်စီလိုက်အတိုင်းပဲကျွန်တော်တို့ကဒီဘက်မှာအားမနေဘူးတို့မဟုတ်စီမတက်ဘူးအဲ့လိုပေါ့တစ်ခုမဟုတ်တစ်ခုအဆင်မပြေအဲ့တော့ customer ကျွန်တော်ကဒီ8000လောက်နဲ့ဗျာတော့ကြာပြန်လာရင်ကျွန်တော်ကစိတ်ကောင်းရှုပ်တယ်အဲ့ကျွန်တော်ပိတ်ချင်စီနဲ့ပဲရောင်းပေးလိုက်တာမီထုံးလာပဲလို့ပိတ်ချင်စီက2000ဆိုကျွန်တော်4000ပဲပေး3000ပဲပေးဆိုပြီးတော့ကျွန်တော်အဲ့လိုပဲရောင်းလိုက်တာပြီးခဲ့3နှစ်ကတော့1000 8000 1000အဲ့ဆောင်မလေးတစ်ပတ်ရောင်းတာအဲ့ကြောင့်ကျွန်တော်ကုမ္ပဏီပစ္စည်းလာဆိုင်ကျွန်တော်ကတေချာပြောတာမကောင်းရင်ဘယ်လိုလုပ်ပေးမှလဲမကြိုက်ရင်ဘယ်လိုလုပ်ပေးမှကျွန်တော်တခါပြောတာပစ္စည်းမကြိုက်ရင်လည်းကျွန်တော်မထားဘူးထပ်မယူဘူးပေါ့ကျွန်တော်ဆိုင်းရောင်းကြည့်လို့ပစ္စည်းမကြိုက်ရင်မယူ